နှစ်ပဲချိန်ပြီး N3 Canny Master New Edition ရဲ့ပေါ့နော်ခန်းကြီးလေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော်ခန်းကြီးတွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးကိုမင်္ဂလာပါဗျာဒီနေ့ကတော့ Canny Master New Edition ရဲ့25လုံးမြောက်ကိုသွားပါမယ်25လုံးမြောက်လေးကဘာလေးလဲဆိုရင်ကျွန်တော်တို့ကရုပ်ဝတ္ထုဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ရုပ်ဝတ္ထုမှာဆိုရင်ကျွန်တော်တို့ကအပိုင်းလေး2ပိုင်းပါပါတယ်ကျွန်တော်တို့ရှေ့ကဒီလိုတစ်ပင်ဆိုတဲ့အပိုင်းလေးတစ်ပိုင်းပါမယ်နောက်ကကြတော့ကျွန်တော်တို့ကပင်ကိုစွမ်းရည်ဆိုတဲ့အပိုင်းလေးတစ်ပိုင်းပါပါတယ်ပင်ကိုစွမ်းရည်ဆိုတဲ့အပိုင်းလေးတစ်ပိုင်းပါပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုမှတ်မလဲဆိုရင်တစ်ပင်တွေကတစ်ပင်တွေကပင်ကိုစွမ်းရည်ကရုပ်ဝတ္ထုပါရမယ်နော်တစ်ပင်တွေရဲ့ပင်ကိုစွမ်းရည်ဆိုတာရုပ်ဝတ္ထုပါကဲဟုတ်ပြီဘယ်ကျွန်တော်တို့ကဆက်ပြီးတော့သွားမယ်ပေါ့နော်25မျိုးလုံးမြောက်ရဲ့စကလုံးပေါ့နော်သူ့ရဲ့လုံးရွက်လေးတွေသွားမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်သူ့ရဲ့စကလုံးပေါ့နော်ကျွန်တော်တို့ဇိုင်းလျောဆိုတဲ့ကျွန်တော်တို့ကပါဝင်ပစ္စည်းဆိုတဲ့စကလုံးလေးရှိပါတယ်ဇိုင်းလျောပေါ့နော်ဇိုင်းလျောပါဝင်ပစ္စည်းဒီကောင်ကကျတော့တစ်ပင်နဲ့ကျွန်တော်တို့ကတွဲထားတာဖြစ်တဲ့အတွက်ကြောင့်မူခုဇိုင်းတစ်တာနော်နောက်တစ်လုံးကကြတော့ကျွန်တော်တို့ကဘာလဲဆိုရင်ကျွန်တော်တို့စားတောက်ခြင်းပေါ့နော်စားသည်ဆိုတဲ့ကျွန်တော်တို့ခန်းကြီးနဲ့ဒီကောင်နဲ့တွဲလိုက်မယ်ဆိုရင်ရှော့ကူဇိုင်းစားတောက်ကုန်ပစ္စည်းဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့လူရဲ့လူနဲ့ပေါ့နော်ကျွန်တော်တို့ကတွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်မှာလဲဂျင်းဇိုင်းလူသား like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်